Hello မှားရတဲ့လူချင်းတွေထက်ရောက်လာပြီเนาะပထမတစ်တုပ်ကမရလိုက်တဲ့သူတွေအတွက်အားနာပါတယ်ရှင် sorry ပါအခုတစ်ခေါက်ရပြီเนาะပစ္စည်းလေးတွေပေးပါတော့မယ်เนาะကဲမသိသေးတဲ့သူတွေလည်းပြောပြချင်တာပေါ့เนาะဒီဒိန်ဂျင်လိုချင်းလေးတွေကဟဲ့တိကျဒိန်ဂျင်လိုချင်းလေးတွေကသူကရေမွေးလိုချင်းဖြစ်တဲ့အတွက်ကြောင့်မို့သူ့ရဲ့တခြားတော့နည်းနည်းပြစ်တယ်မကျဲဘူးအစီတော့အဲ့လိုအများကြီးတော့မပါဘူးနော်ဘာလို့လဲဆိုတော့အစီပါလို့ရှိရင် तू ကတိတ်ပြီးအနံမစွဲတတ်ဘူးလေအဲ့ဒါကြောင့်မလို့ပါအဲ့တော့ဒါလေးကတော့ကီဝီပေါ့နော်ကီဝီကတော့တကယ်ကိုကီဝီတီးစားလိုက်ရတဲ့အနံ့အရသာကိုပေးတယ်သူ့ကိုလိမ့်လိုက်တာနဲ့လုံးဝကီဝီတီးချင်းချင်းရှုပ်အနံလေးအဲ့အနံလေးကိုရမယ်ပေါ့နော်ဒါကတော့ Miss Pro ကြတော့လေသူ့ရဲ့အတိုင်းပဲသူကတီးဆုံဖြစ်တဲ့အတွက်ကြောင့်မလို့အသီးတွေအားလုံးရဲ့ရှုပ်အီအနံလေးကိုရမယ်သူကတော့ရှုပ်အီအနံလေးပေါ့သူကတော့ချွတ်ချင်းအနံလိုမျိုးလေးပေါ့နော်အဲ့ဒီကီဝီတီးရဲ့အနံ့အရသာတိုင်းပဲဒီ raspberry ကကြတော့ကိုကတော့ raspberry ကိုသေချာမစားဘူးပေါ့နော်မစားဘူးတဲ့အတွက်ကြောင့်တော့သေချာတော့မပြောတတ်ဘူးဒါပေမဲ့သူ့ရဲ့အနံလေးကကြတော့လုံးဝသွားကြရင်မွေးဘက်ကိုသွားတဲ့အနံလေးရချွတ်ချိုလေးပေါ့နော်အဲ့လိုမျိုးအီတာလည်းမဟုတ်ရှင်းတာလည်းမဟုတ်သူကချွတ်ချိုလေးပဲသူကကြတော့ချွတ်ချိုအီလေးသူကကြချွတ်ချင်းအနံလေးဒါကတော့နည်းနည်းပို့ပြီးတော့ fresh ဖြစ်မယ်လို့ထင်တယ်ဒါလေးကတော့ပို့ပြီးတော့ဆက်ဆောင်မှုရှိမယ်လို့ထင်တယ်ပေါ့နော်ဒါလေးကတော့ပုံမှန်ပေါ့ဒါလူတိုင်းကြိုက်တဲ့အနံမျိုးလေးပေါ့ဒါလေးကတော့လေအရင်တော့အနံမပြင်းဘူးသူကတော့ပို့ပြီးတော့အနံလေးကိုထွက်ချင်တယ်ပို့ပြီးတော့ဟိုဘယ်လိုခေါ်မလဲအနံဆွဲချင်တယ်ဆိုရင်တော့ဒီခရမ်းရောင်လေးကိုသုံးပါနော်အဲ့တော့ဒီ healthy choice ရဲ့ဒင်ဂျင်လိုချင်းတွေအကုန်လုံးကအဓိကသူ့ရဲ့အချက်ကဘာလဲဆိုတော့အသားကြည်အသားဖြူဖြူညူညူအသားကြည်ဖို့အဓိကလိုအပ်တယ်အသားဘလောက်ပဲဖြူဖြူအသားမကြည်လို့ရှင်လဲကြည်ရတာမလင်းဘူးပေါ့နော်အဓိကအဲ့လိုတချို့ဆိုလဲကြည်လိုက်လို့ရှင်ဟဲညူညူဆူဆူလေးပေါ့အဲ့လိုပြောကြတယ်တကယ်တော့ဟုတ်တယ်သူတို့ရဲ့အသားကို view site လို့ပါလို့ရှိအောင်မပြက်လိမ့်ပြီးလို့ပေါ့နော်ကိုရီဆိုလို့ရှိရင်လဲလုံးဝစနေရည်လို့ရှင်ပြက်တဲ့အချိန်ဆိုတော့တစ်ခါမှမရှိဘူးမနေ့တစ်ခါညနေတစ်ခါအဲ့လိုမျိုးအမြဲလိမ့်နေပေါ့နော်အဲ့လိုမျိုးလိုချင်မရှိရင်မနေနိုင်တဲ့မှာပါတယ်ပြီးတော့ကျအသားရည်ကမျက်နှာတည်းမဟုတ်ဘူးကိုယ့်ရဲ့ခန္ဓာကိုယ်အသားရည်ပါဂေးယူဆိုင်ရမယ်ပေါ့နော်ဂေးယူဆိုင်မယ်ဆိုတော့သူများရဲ့ဆိုတော့ secret လောက်တိုင်းမျိုးရှိရဲ့အဲ့လောက်တွေမလောက်ဖြစ်ဘူးမလောက်နိုင်ဘူးဆိုရင်တော့လိုချင်ကတော့မဖြစ်မနေလိမ့်တင်ပါတယ်နော်ဒါယောက်ျားလေးမိန်းကလေးခွဲခြားထားတာမဟုတ်ပါဘူးယောက်ျားလေးရောမိန်းကလေးရောကိုယ့်ရဲ့ skin လေးကိုတေးစားလေးဂေးယူဆိုင်တင်တယ်ဘာဖြစ်လို့လဲဆိုတော့အများနဲ့ရှင်လာပြီဆိုလို့ရှင်သိတာတဲ့တကယ်ကို skin care ထားတဲ့ပေါ့နော်ဒီအသားရည်နဲ့ skin care မသုံးတဲ့အသားရည်အရန်သိတာတယ်ပေါ့နော်အဲ့တော့ပုံမှန်ပေါ့နော်ဒီဈေးလေးဆိုလို့ရှင်လဲ29,900ရှိရအောင်ဒီလားမှာ15,000နဲ့ရတဲ့အတွက်ကြောင့်အရန်တန်တယ်အဲ့လိုတန်တဲ့အချိန်လေးမှာဝယ်ပြီးတော့သုံးကြည့်ပေါ့နော်သုံးကြည့်ပေါ့နောက်ဆုံးဒီ promotion ပြီးသွားရင်နောက်မှာပဲကိုတခြားဟာလေးတွေပြောင်းသုံးသွားရလို့ရှင်နောက်မှာပဲဒီရှေ့ကနေသူကကြည်အောင်လုပ်ပေးတဲ့အတွက်ကြောင့်အရန်အားစိုက်ထုတ်စရာမလိုတော့ဘူးပေါ့နော်အဲ့တော့မှာယူချင်တဲ့ဆိုရင်ချက်ပေါက်မှာမှာယူလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်